မင်္ဂလာပါရှင်ရတနာတုတ်အနှစ်ချုပ်ဆိုတဲ့တရားကောင်းစဉ်တွေကနေပူဇော်ပေးပါမယ်အထိန်နာခိလောပထဝိတိတော်တိယစရုပ်ပိဝါဒေဟိအတံပကံပိယောတထုပမံတပုရိတံဝရာမိယောအရိယသစ္စာနေအဝိစ္စပတ္တိဣဒံမိတံကေယရဏံပရိတံဧတေနာသေစေနာသူဝတိဟောတုအထိန်နာခိလောပထဝိတိတော်တိယစရုပ်ပိဝါဒေဟိအတံပကံပိယောမြေကြီးထဲမှာနက်နက်တူပြီးစိုက်ထားတဲ့တကားကြီးတွေပေါ့နော်အဲ့ဒီကနေမှာတကားတိုင်းအိန္ဒခိလာလို့ဆိုတဲ့တကားတိုင်းကြီးဟာတဲ့စတုပ်ပိဝါဒေဟိအတံပကံပိယောရက်လေးမျက်နာကနေလေတွေကအနောက်ဘက်ကတိုက်လိုက်တောင်ဘက်ကတိုက်လိုက်မြောက်ဘက်ကတိုက်လိုက်ပေါ့နော်အဲ့လိုလေတွေကခိုင်ခန့်ကြီးစိုက်ထားတဲ့တကားတိုင်းတွေကိုလုံးဝမယိမ့်ယိုင်စေဘူးတဲ့အဲ့ဒီမှာအိန္ဒခိလာလို့ခေါ်တဲ့တကားတိုင်းကြီး2မျိုးရှိတယ်တဲ့မြို့တကားတိုင်အနေနဲ့စိုက်တာကတစ်ခုမြို့ပြင်မှာအလှအနေနဲ့စိုက်တာကတစ်ခုတဲ့မြေပေါ်မှာ8တောင်မြင့်လို့ရှိရင်မြေကြီးထဲမှာလည်း8တောင်ရှိတယ်16တောင်ရှိတယ်မြေဝင်ကအင်မတန်မှနဲ့တယ်တဲ့အဲ့ဒီလိုအလှဆိုင်ထားတဲ့အိန္ဒခိလာလို့ဆိုတဲ့တိုင်ကြီးတွေကရက်လေးမျက်နှာမှာပြင်းပြင်းထန်ထန်မှုန်နှိုင်းတွေလာတော့လည်းပဲထိုတကားတိုင်ကြီးတွေဟာလှုပ်ရှားရိမ့်ရိုင်ခြင်းမရှိသလိုသူတော်ကောင်းတွေရဲ့စိတ်ဓာတ်ကလေအဲ့ဒီလောက်ခိုင်မြဲပါတယ်တဲ့အရိယာအဖြစ်ကိုပြုတ်တတ်တဲ့အရိယာအဖြစ်ကိုပြုတ်တတ်တဲ့ဒုက္ခသမုဒယနိရောဓမဂ္ဂသစ္စာ၄ပါးတွေကိုအသိဉာဏ်နဲ့ပိုင်နိုင်သိထားပြီးဖြစ်တဲ့သောတာပန်ပုဂ္ဂိုလ်ရဲ့စိတ်ဓာတ်ဟာလေခိုင်မာသွားပြီးတော့အဲ့ဒီအိန္ဒခိလာဆိုတဲ့တကားတိုင်းကြီးလိုပဲရိမ့်ရိုင်ခြင်းမရှိပါဘူးတဲ့ဒါကတော့လေရတနာတုတ်အနှစ်ချုပ်ဆိုတဲ့တရားကောင်းစဉ်တွေကနေပူဇော်ပေးခြင်းဖြစ်ပါတယ်ရှင်ကိုယ်စိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်